ကဲဗလာတော်ဒီနေ့တကြံအကြုံနေမှာအပြင်ထွက်ကျွန်တော်မကဲဘူးဗျအိမ်ထဲမှာပဲနေပြီးတော့ကျွန်တော်ဒီ fan လေးနဲ့ room code ချပြီးတော့ကျွန်တော်တို့ classic သွားဆော့တဲ့ဟာကို reaction လုပ်မှာပဲဖြစ်ပါတယ်ဒီမှာဗျကျွန်တော် room code ချပေးတာနဲ့ဟဲ့ရင်စက္ကန့်မိုင်းမင်းရောက်၄ယောက်ပြည့်သွားတယ်ဗျဒီဘက်မှာကျွန်တော်ကတော့ဆလီနာကိုင်းလိုက်တယ်ဆလီနာ arrow ရဲ့စောင်းရမ်းမိုက်တယ်ဗျအော်ရင်မိသွားပြီတွေ့လား arrow တွေကရောက်ရင်ထူတိုင်းမိနေတာဒီဘက်မှာကျွန်တော်တော်တော်ကိုကျန်းခဲ့တယ်ဗျာစမစနစ်173နဲ့ဒါပေမဲ့ရှုံးသွားတာပဲကဲနောက်တော့ပဲထပ်ဆုံးမယ်ရုံးကုတ်ချပေးလိုက်ဗျာချက်ချင်းဒီဘက်မှာကျွန်တော် father ကြီးပါပါတယ်ဗျာ3ယောက်ကချက်ချင်းဝင်လာတာဒီမှာတွဲလုံးကွန်ဘိုမာဆယ်ချန်ကဲဘီထရစ်အဲ့တွဲလုံးနဲ့ကွန်ဘိုမိအောင်ဆိုပြီးတော့ကျွန်တော်တို့တွဲတယ်ဗျာဒီဘက်မှာဆေးထိုးတော့တာကျွန်တော် father ကြီးပဲဖြစ်ပါတယ်ဟဲ့ရင်ခရီကိုအာတီ3သွားတယ်ကွာဖြစ်တယ်လားကဲဒီမှာဆိုရင်ကျွန်တော် out play ပြသွားတယ်ဒါပေမဲ့စခင်ကြီးကိုတော့မရှင်းနိုင်ဘူးပေါ့ဒါဒီမှာကွန်ဘိုမိအောင်ဆိုပြီးတော့မြားနေတယ်ကျွန်တော် father ရအိတ်သွားလားမသိဘူးရောက်ရင်ဒီမှာ hacker ကြီးလာတယ်တော့သူ့ခမမှာခြုံနေရတယ်ထွက်မလာဘူးတော်သေးတာပေါ့ကွာအေးဒီမှာမိသွားကွန်ဘိုမိသွားနှစ်ကောင်ကြွသွားဒီပွဲ hacker ကြီးရောက်ရင်ဒီပွဲမှာအာယုံနောက်တာ hacker ကြီးဒီမှာအဲ့ရောင်ဟုတ်တယ်ရောင် father ရကြိုခင်းတာနော် hacker သွားမဲ့နေအောင်ကြိုခင်းတာအေးဒီနေရာမှာ father ရလာငါဝင်ပြီဆိုပြီးတော့ဝင်သွားရကွာဝင်ပြီးတော့အာတီကမပွင့်သေးဘူးအာတီကခုပြီးမှပွင့်တာဟဲ့ရောင်ဝင်ပြီးမှအာတီကပြန်ထွက်လာတဲ့ချိန်ကျအာတီကပွင့်တာအဲ့တော့ तू တခိတ်ရီးနေတာကွာငါ့ကိုဆေးထိုးတော့တော်သေးတယ်ငါပါမသွားလို့ဒါပေမဲ့ရှုံးသွားတာပဲရောင် father ကြီးပိုင်းကိုငါရှုံးနေရလားမသိဘူး